မင်္ဂလာပါအကိုရေးစာနေပြီလားဒီအကောင်ကတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့စိန်ကျုံးငွေဖြစ်ပြီးသူ့ရဲ့အစိတ်ကလူတစ်ယောက်ရဲ့အသက်ကိုအလွယ်တကူနှုတ်ယူနိုင်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့သူဟာအဖျော်ရည်တစ်ခွက်လောက်တောင်အရသာရှိတဲ့အစားအစာတစ်ခုဖြစ်နေပါတယ်အကြောင်းကတော့ဒီမြို့ငယ်လေးမှာရေပြက်လက်မှုအလွန်ဆိုးရွားနေလို့ပါဒီနေရာမှာဘန်တွေကငွေမသိမ်းပဲရေကိုသာသိမ်းဆီးထားကြပြီးရွှေတုံးတုံးနဲ့တောင်ရေတပလင်းဝယ်လို့မရပါဘူးကျောင်းအခကိုတောင်ရေနဲ့ပေးဆောင်ရတဲ့အထိရေဟာတန်ဖိုးအရှိဆုံးအရာဖြစ်နေပါတယ်မြေကြီးပေါ်ကျသွားတဲ့ရေတစ်စက်ဟာ3စက္ကန့်မပြည့်ခင်မှာပဲအငွေ့ပြန်သွားတတ်ပါတယ်ဒါပေမဲ့တနေ့မှာတော့ထူးဆန်းတဲ့အမှုတစ်ခုမြို့ထဲမှာပေါ်ပေါက်လာပါတယ်ဗန်မန်နေဂျာရဲ့အလောင်းကိုတဲကန်နာရထဲမှာတွေ့ရှိခဲ့ရပေမဲ့ဓာတ်တန်ရလည်းမရှိတနက်တန်ရလည်းမရှိပါဘူးပိုပြီးမယုံနိုင်စရာကတော့သူဟာရေနစ်တည်ဆုံးခဲ့တာဖြစ်ပါတယ်ရေတစ်စက်တောင်ရှားပါတဲ့ဒီနေရာမှာလူတစ်ယောက်ရေနစ်တည်တယ်ဆိုတာဘယ်သူမှမတွေးမိနိုင်တဲ့ကိစ္စပါအဲ့ဒီနေ့မှာပဲထူးဆန်းတဲ့ပုတ်တင်မျိုးတစ်ကောင်မြို့ထဲကိုရောက်လာခဲ့ပါတယ်ပေါ့ပေါ့ပပဝစ်အစားတွေဝစ်ထားတဲ့သူဟာလူအများကြားမှာအလွန်ထင်ရှားနေခဲ့တယ်သူကအရက်ဆိုင်နဲ့ဝင်သွားပြီးရေတစ်ခွက်တောင်းလိုက်ပါတယ်သူဟာဒီဒေတာသားမဟုတ်တာတိတာလုံးနေခဲ့ပေမဲ့သူရောက်လာခြင်းကဒီမြို့ရဲ့အနာဂတ်ကိုပြောင်းလဲပစ်တော့မှာဖြစ်ပါတယ်အရင်တုန်းကတော့သူဟာမှန်ကန်လောင်အိမ်ထဲမှာမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်သာဖြစ်ခဲ့ပါတယ်သူဟာလူသားမိသားစုနဲ့အတူပြောင်းရွှေ့လာခဲ့ပေမဲ့မမျှော်လင့်ထားတဲ့ကားမတော်တဆမှုတစ်ခုကြောင့်သူနေထိုင်တဲ့မှန်ကန်ဟာကားထဲကနေလွင့်စင်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးသူဟာအနောက်ဘက်တဲကန်နာရတောရိုင်းထဲမှာတကောင်နဲ့ကြံရစ်ခဲ့ရပါတယ်ဒီနေရာမှာနေအောင်ကတစ်နှစ်ပတ်လုံးပြင်းထန်စွာပူလောင်နေပြီးမျက်တပင်အောင်မပေါက်နိုင်တဲ့အထိ